ကျွန်တော်တို့ပတ်ဝန်းကျင်မှာအရေးမပါဘူးလို့ထင်ရပေမဲ့တကယ်တမ်းတော့ကဘာကြီးရဲ့ဂေယစနစ်ကိုနောက်ွယ်ကနေမောင်းနှင်ပေးနေတဲ့ဒီဖိုးတန်အင်းဆက်လေးတွေအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်။အဲ့ဒါတော့ BSF လို့တိုကောက်ခေါ်ကြတဲ့ Flag Soldier Fly ရင်မဲစစ်တီတော်တွေပဲဖြစ်ပါတယ်။တကယ်လို့ကဘာပေါ်မှာ BSF တွေသာရုတ်တရက်ပျောက်ကွယ်သွားခဲ့ရင်ဒါမှမဟုတ်လုံးဝမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့လူသားတွေအနေနဲ့ဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုပြောပြသွားပါမယ်။နံပါတ်1အမိုက်ပြဿနာနဲ့ဒီရာသီဥတုကတ်ဆိုးတွေ BSF လာဘာတွေကတဘာတရားကြီးကပေးထားတဲ့အမိုက်ရှည်ဖြတ်ဆက်တွေဖြစ်ပါတယ်။အမိုက်ဆိုရင်ဇီဝအမိုက်တွေပေါ့ဗျာဇီဝအမိုက်ရှည်ဖြတ်ဆက်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်တကယ်ကိုအံ့ဩစရာကောင်းပါတယ်။ BSF လာဘာအကောင်ကြီးတစ်တန်းဟာတစ်နေ့ကိုစားကျွင်းစားကြံတဲ့ဒီဇီဝအမိုက်ကီလိုဂရမ်250ခန့်ကိုစားနိုင်စွမ်းရှိပါတယ်။သူတို့ကဇီဝမိုက်တွေရဲ့ဒီဒူးတယ်နဲ့အလေးချိန်ကိုရပ်ပိုင်းတွင်50%ကနေပြီးတော့60%အထိချော့ချပေးနိုင်ပါတယ်။သူတို့သာမရှိဘူးဆိုလို့ရှိရင်ကဘာပေါ်မှာနေစဉ်ထွက်နေတဲ့ဇီဝမိုက်တွေဒီစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေဟာအမိုက်ပုံကြီးတွေအတိုင်းပဲဒီတိုင်းပဲပုတ်တိုးကုန်ပါလိမ့်မယ်။အဲ့လိုပုတ်တိုးကုန်တဲ့အခါဒီမီသိန်းဓာတ်ငွေ့တွေအများထွက်ပါတယ်။အဲ့ဒီမီသိန်းဓာတ်ငွေ့တွေကကာဗွန်ဒိုင်အောက်ဆိုက်ထက်ကဘာကြီးကိုပိုမိုပူနွေးစေပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေထက်28ဆကနေပြီးတော့ဒီ36ဆအထိပုံပြင်းထန်တဲ့အတွက်ရာသီဥတုဖောက်ပြန်မှုတွေဒီရာသီဥတုကတ်ဆိုးတွေကိုပုံမြန်ဆန်လာစီမှာပဲဖြစ်ပါတယ်။နံပါတ်2အချက်တလိမ့်ဆန်အစားအစာကဏ္ဍပြိုလဲမှုနဲ့ဒီကုန်ဈေးနှုန်းကြီးမြင့်လာခြင်းပေါ့ BSF လာဘာတွေကမွေးမြူရေးလောကအတွက်အထူးသဖြင့်ကြက်တွေဘဲတွေငါးတွေပဇွန်တွေအတွက်ဒီရေရှည်တည်ရတဲ့ပရိုတင်းအရင်းမြစ်ဖြစ်ပါတယ်။ BSF ရှောက်သွေးအမောက်နဲ့မှာဒီပရိုတင်း40%ကနေပြီးတော့45%နဲ့အကျိုးပြုအစီ30%မှ35%အထိပါဝင်ပါတယ်။ဒါလက်ရှိကမ္ဘာဈေးကွက်ထဲမှာသုံးနေတဲ့ဒီငါးမုံနဲ့ပဲပုတ်တွေထွက်အားဓာတ်အများကြီးပို့ပြီးတော့ပါဝင်ပြီးတော့အားဓာတ်ပို့ပြီးတော့လည်းမျှတပါတယ်။ BSF တွေတော့မရှိရင်ဒီမွေးမြူရေးသမားတွေကပင်လယ်တွေကငါးငယ်လေးတွေကိုပဲကြိတ်ပြီးလှုပ်လို့ရတယ်။ငါးမုံတွေပဲအားကိုးနေရပါလိမ့်မယ်။ဒါသမုဒ္ဒရာဂေယစနစ်ကိုပြည့်စည်စေပြီးတော့အလွန်အကျွံငါးဖမ်းစီးခြင်းကိုဖြစ်စေပါတယ်။ဒါအပြင်ပဲဖို့စိုက်ပျိုးဖို့အတွက်တစ်တော်တွေအကြီးကျယ်ခုတ်ထွင်ရမှာဖြစ်ပြီးတော့ရေရင်းမြစ်တွေအများကြီးကုန်ဆုံးပါလိမ့်မယ်။ရှားလန့်အနေနဲ့လိမ့်ဆန်စာဈေးနှုန်းတွေအစမတန်မြင့်တက်လာပြီးတော့ကျွန်တော်တို့စားသုံးနေတဲ့အသားငါကြက်ဥဈေးနှုန်းတွေလည်းလိုက်တက်ကုန်မှာဖြစ်ပါတယ်။စိတ်မကောင်းစွာနဲ့ပဲဒီမြန်မာပြည်လိုနိုင်ငံမျိုးတွေမှာတော့ဒီ BSF အသုံးချမှုတွေကတော်တော်လေးကိုနည်းနေပါသေးတယ်။နံပါတ်3အချက်ကအစင်းမြင့်သဘာဝမြေဩဇာဆုံးရှုံးမှု BSF တွေကဒီလူတွေရဲ့အစားအသောက်အကျွမ်းကျန်နေဇီဝအမိုက်တွေကိုစားတော့ပြီးတော့အပင်တွေအတွက်လွန်ကောင်းမွန်တဲ့ fresh တွေကိုစွန့်ထုတ်ပေးပါတယ်။ BSF ရဲ့ fresh ဟာတမန်နွားရှိကြက်ရှိတွေထက်ဒီ nitrogen phosphorus potassium ဓာတ်တွေပုံမမျှတစွာပါဝင်ယုံတာမကအပင်တွေရဲ့ကိုယ်ခံအားကိုကောင်းမွန်စေတဲ့ဒီ chitin ဓာတ်လည်းကျွယ်ဝစွာပါဝင်ပါတယ်။ BSF မရှိဘူးဆိုရင်သဘာဝပတ်ဝန်းကျင်ကိုမပြတ်စည်းစေပဲဒီမြေစီလွှာကိုအားဖြည့်ပေးမယ် organic စိုက်ပျိုးရေးအတွက်ဒီအဓိကလက်နက်ကြီးတစ်ခုပျောက်ဆုံးသွားမှာဖြစ်ပါတယ်။တောင်သူတွေအနေနဲ့မြေစီလွှာကိုပြတ်စည်းစေပြီးတော့ရေထုကိုပုံမညံ့ညံ့စေတဲ့ဒီဓာတုမြေဩဇာ chemical fertilizer တွေကိုပဲတိုးမြင့်သုံးစွဲလာရဖို့ရှိပါတယ်။နံပါတ်4ရက်ယောဂသဲဆောင်တဲ့အိမ်ရင်ကောင်များအစမတန်ပွားများလာခြင်းလူအများစုမသိတဲ့အချက်ကတော့ဒီရင်နက်တွေကကျွန်တော်တို့ကိုယောဂပုံမှန်တွေရန်နဲ့ကာဝယ်ပေးနေတယ်ဆိုတာပါပဲ။ Adult BSF တွေမှာနှုတ်သီးဒါမှမဟုတ်အစာစားတဲ့အင်္ဂါမပါဝင်ပါဘူး။ဆိုတော့ဗဇက်မပါဝင်ဘူးဗျာ။ဒါကြောင့်သူတို့ကလူတွေကိုလည်းမကိုက်တယ်လို့အစာတွေပေါ်နားပြီးတော့ဒီယောဂပိုးမွားသဲဆောင်ခြင်းလုံးဝမလုပ်ပါဘူး။ပိုရေးကြီးတာကဒီ BSF တွေကအမိုက်ပုံတွေမှာအင်ဂျင်ကောင်တွေရဲ့ဥတွေလာဗာတွေရဲ့အစာတွေကိုလူစားပြီးတော့တဘာဝအတိုင်းနှိမ်နှင်းပေးပါတယ်။ BSF မရှိလို့ရှိရင်အမိုက်ပုံတွေမှာယောဂပိုးမွားဘောင်းဆောင်သဲဆောင်တဲ့အင်ဂျင်ကောင်တွေရင်စိမ်းတွေဟာအထိန်ကွမရှိအစမတန်ပွားများလာပါလိမ့်မယ်။ဒါဝမ်းပြက်ဝမ်းလျှောယောဂကာလဝမ်းယောဂနဲ့ဒီအရှားကုသယောဂတွေကိုလည်းလူလူကြားမှာပုံမှုဆိုးဝါးစွာကုသပြန့်ပွားလာစေမှာပဲဖြစ်ပါတယ်။ကြီးရတော့သေးသေးလေးနဲ့ရိုးရိုးပိုးကောင်လေးလိုထင်ရပေမဲ့သူတို့ကကဘာပေါ်မှာမရှိရင်အမိုက်တွေပုံမဲ့ကဘာကြီးပုံမှုပူနွေးလာမယ်စားနပ်ရိက္ခဈေးနှုန်းတွေတက်လာမယ်ယောဂဗျာတွေထူပြောလာနိုင်ပါတယ်
ဒါကြောင့် BSF ဆိုတာကမ္ဘာမြေကြီးတန့်ရှင်းစိမ့်လန်းစေဖို့နဲ့ဒီစိုက်ပျိုးမွေးမြူလောကအတွက်တိုးတက်ဖို့နောက်ွယ်ကနဲ့တိတ်ဆိတ်အလုပ်ကျွေးပြုနေတဲ့တဘာဝရဲ့သူရဲကောင်းစစ်စစ်တွေပဲဖြစ်ပါတယ်